မလီခအင်ယာနဲ့မလီခကွန်ဒိုရဲ့ view ကိုကောင်းကောင်းကြီးမြင်ရမယ်။ကားပါကင်အတွက်လုံးဝပူစရာမလိုတဲ့ငမိုးရီဆယ်လန်းအပိုင်း3က9လွှာခန်းလေးနဲ့အကြောင်းမိတ်ဆက်ပေးပြစေရှင်။ဒီခန်းလေးကတော့12ပေခွဲ50ရှိပြီးတော့တန်မန်းဆက်ရှိတ်ပတ်လည်ကိုတက်ပြီးထားတယ်။အခန်းထဲဝင်လိုက်ပြီဆိုလို့ရှိရင်လည်းပါကစ်အထူသားကိုခင်းပေးထားတယ်။အိတ်ခန်းတစ်ခန်းပါပါမယ်ရှင်။အခန်းလေးလည်းကျယ်တယ်၊6လမ်းလေးလည်းကျယ်တယ်၊အိတ်ခန်းလေးလည်းတော်တော်လေးကိုကျယ်ပါတယ်ရှင်။တိုက်သားလေးလည်းကောင်းတယ်။ငမိုးရီဆယ်လန်းအပိုင်း3မှာရှိတဲ့ဗန်ကျက်ရတဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်။ location အရန်မီမိုက်တဲ့ဒီသင်္ကန်းကျွမြို့နယ်ငမိုးရီဆယ်လန်းအပိုင်း3ကအခန်းလေးရဆိုလို့ရှိရင်တော့တန်တူးမှာမိန်းလမ်းမကြီးကိုတဲပေါက်တဲ့ရတနာမိန်းလမ်းမကြီးကြောကက်လေးတွေမှာရှိပြီးတော့လေးတော့ကန်မိန်းလမ်းမကြီးတို့နဲ့နီးပြီးတော့စံညစည်းနဲ့လည်းနီးပါမယ်ရှင်BCC မီးကြပြီးသားကိုပိုင်မော်တာကိုပိုင်မီတာရှိတဲ့ဒီခန်းလေးရဆိုလို့ရှိရင်တော့6ထပ်တိုက်ရဲ့9လွှာဖြစ်ပြီးတော့1290ညှိနှိုင်းနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်။ဗန်ကျိတ်လိုချင်တဲ့ customer တွေအတွက်လည်းဗန်ကျိတ်ရတာဖြစ်တဲ့အတွက်စိတ်ဝင်စားလို့ဆက်သွယ်ခြင်းတော့ညီမရဲ့ကစ်ကီရီရဲ့ estate ကိုဆက်သွယ်ဆိုစားပြမြင်နိုင်ပါတယ်ရှင်။အားလုံးကျေးဇူးများတင်ပါတယ်ရှင်။